各位同学们，大家好。ဒီနေ့သင်ခန်းစာကကြတော့အခုမှတရုတ်စာကိုစပြီးတော့မှလေ့လာနေတဲ့သူတွေအတွက်ပေါ့နော်။စာကြောင်းလေးတွေကိုတိစောက်တဲ့ပုံစံလေးတည်သွားအောင်လို့လက်ရှိကမြန်မာစာကြောင်းလေးတွေကနေပြီးတော့မှတရုတ်စာဝတ်ကြလေးဖွဲ့ပြသွားမှာပေါ့နော်။ဆိုတော့ဒီနေရာမှာပုံမြင်ပုံစံမျိုးလေးတွေပေါ့ story လေးတွေနဲ့ပြပြသွားပြီးမှဖြစ်တယ်။ဟောဒါဆိုရှင်ဒီနေ့ပြောမယ့်အကြောင်းအရာကကြတော့ကိုကရှုပ်ပွားနေတဲ့အိမ်မှာเนาะဘယ်လိုမျိုးတန်ရှင်းလုံးမလဲတန်ရှင်းနဲ့ဆိုင်တဲ့စာလုံးလေးတွေနဲ့စာကြောင်းလေးတွေကိုပြရမှာပေါ့နော်ဟောဒါဆိုလို့ရှိကြည့်ကြအောင်အိမ်ကရှုပ်ပွားနေရဆိုလို့ရှိရင်เนาะနည်းနည်းပပလေးပဲတန်ရှင်းလုံးလို့မရဘူးတအိမ်လုံးကို deep cleaning လုပ်ရအောင်မယ်အဲ့လို deep cleaning လုပ်တာကိုတရုတ်လိုကြတော့大扫除လို့ခေါ်တယ်大扫除大扫除ငါရဲ့အိမ်ကလေးရှုပ်ပွနေပြီဒီလိုမျိုးဖြစ်နေပြီဆိုတော့ကြည့်လို့မကောင်းတော့လို့ငါကအိမ်ကို deep cleaning လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီစာကြောင်းတရုတ်လိုပြောကြအောင်အဲဆိုရင်ဆိုဒါနဲ့ဆိုင်တဲ့ဆောင်းလေးစမ်းကြည့်ကြည့်မယ်နော်ဆိုတော့ပထမဆုံးငါကဆိုတော့ဝေါ်အိမ်ကို deep cleaning လုပ်တယ်ဒါမျိုးဆိုလို့ရှိရင်大扫除လို့ပြောတယ်ဒါပေမဲ့ဒီမှာ deep cleaning တစ်ခုလုပ်မှာဒါဆိုရင်一场大扫除一场大扫除ဒါမျိုးပြရမယ်ဆုံးဖြတ်တယ်ဆိုလို့ရှိရင်决定အဲ့တော့သူကတရုတ်စာကြောင်းလေးလုပ်လို့ရှိရင် subject verb object ပါမယ် subject ဆိုတာဘာလဲဆိုတော့ဂါနဲ့တွေ့ထားတဲ့ဟာတွေက subject ဒါကြောင့်မလို့ subject ကနေစပြောမယ်ဒီမှာဂါနဲ့တွေ့ထားတာကငါကဆိုတော့我 subject ပြီးရင် verb ကိုပြောမယ်ဆုံးဖြတ်သည်决定ဘာလို့ပို့ဆုံးဖြတ်တာလဲဘာလို့မှလဲဆိုတော့ deep cleaning တခု一场大扫除အဲ့ဆိုရင်လေအခုဒီစာကြောင်းမှာ我决定一场大扫除ဆိုငါက deep cleaning တခုကိုဆုံးဖြတ်သည်ဆိုဖြစ်တယ်တလားလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မပါသေးဘူးဒါကြောင့်မလို့လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပါသွားအောင်လို့ line လေးထည့်လိုက်မယ်ဆိုတော့ line ကဘယ်ခါမှပြောရလဲဆိုရင်တခုခုကိုလှုပ်တော့မယ်ကိစ္စတခုကိုလှုပ်တော့မယ်ဆိုတဲ့ညမှာ line နဲ့သုံးလို့ရတယ်ဒါကြောင့်မလို့ငါက deep cleaning တခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်我决定来一场大扫除我决定来一场大扫除မကြည့်ပါအိမ်ကဖုံနေနဲ့ပစ္စည်းရလဲရှုပ်ပွားနာပဲဒါကြောင့်မလို့ဖုံနေနဲ့ပစ္စည်းတွေရှုပ်ပွားနေတာကများလုံးလို့ရှက်တောင်ရှက်မိတယ်ဒါဆိုရင်တော့ကြည့်ကြအောင်နော်ဖုံဆိုလို့ရှိရင်灰尘ပြီးနောက်ကကြတော့ရှုပ်ပွားနေတဲ့ပစ္စည်းဆိုရင်杂乱物品များလိုက်တာမှလို့ပြောချင်ရင်多的များလိုက်တာမှအရှက်ရတယ်ရှက်မိစေတယ်ရှက်ရတယ်ဆိုလို့ရှိရင်ဟန့်ရန်နဲ့တုံးတယ်ဟန့်ဆိုတာချွေးရန်ကကြောင့်ဒီညနာဆိုပုံစံမျိုးပေါ့ဟန့်ရန်ဆိုလို့ရှိရင်ဒါရှက်တယ်ဆိုပုံစံမျိုးသုံးလို့ရတယ်နော်ဒါဆိုလို့ရှိရင်ဖုံနေနဲ့ရှုပ်ပွားနေတဲ့ပစ္စည်းတွေကများလုံးလုံးငါ့ကိုရှက်တောင်ရှက်စီတယ်တရုတ်လိုဘယ်လိုစာကြောင်းကျွန်တော်တရုတ်လိုဘယ်လိုစာကြောင်းလုပ်မလဲကြည့်ကြအောင်灰尘和杂乱物品多的让我汗颜灰尘နော်ဒီဖုံတွေ河ဆိုတော့နဲ့杂乱物品ရှုပ်ရှက်ခတ်နေတဲ့ပစ္စည်းတွေက多的များလိုက်တာမှဒီမှာဆိုထပ်ထည့်ထားတဲ့စာလုံးလေးက让我ဆိုဖြစ်စေသည်လို့ဘာသာပြရမှာပေါ့နော်ငါ့ကိုဘာဖြစ်စေလဲအဲ့လိုပုံစံမျိုးဘာဖြစ်စေလဲဆိုတော့ဟန့်ရန်အရှက်ရစေတာနော်ဒါကြောင့်မလို့ဒီလိုမျိုးဖုံနေနဲ့ရှုပ်ပွားနေတဲ့ပစ္စည်းတွေကများလိုက်တာမှငါ့ကိုရှက်အောင်ရှက်မိစေတယ်让我汗颜ဒါဆိုလို့ရှိရင်အခုတန်ရှင်းလုပ်တော့မယ်ဆိုတော့တန်ရှင်းမှာသုံးတဲ့ပစ္စည်းလေးတွေကိုစကြည့်ကြအောင်နော်第一个拖把ဒီဟာကို拖把လို့ခေါ်တယ်ပြီးရင်နောက်တစ်ခုတစ်ပြက်စီ扫帚တန်ရှင်းရေးသုံးပစ္စည်း清洁用品ဒီမှာမှတန်ရှင်းသုံးပစ္စည်းတပုံလိုက်ကြီးယူလာအောင်မှာဒါကြောင့်မလို့တပုံလိုက်ကြီးဆိုရင်一堆နဲ့သုံးတယ်一堆清洁用品ဒါဆိုလို့ချက်စားအောင်စဉ်းစားကြည့်ကြအောင်နော်ဒီကြမ်းတိုက်တဲ့တန်နေတပြက်စီးတွေနဲ့တန်ရှင်းသုံးပစ္စည်းတွေတပုံလိုက်ကြီးယူပြီးတော့မှအိမ်ရဲ့တောင်တိုင်းကိုစတင်ရှင်းလင်းပါမယ်ဒါဆိုလို့ရှိရင်ဒီစာကြောင်းကနည်းနည်းလေးရှည်တော့နှစ်ပိုင်းလိုက်မယ်ဆိုတော့ပထမဆုံးဒီပစ္စည်းတော့ဒီကြမ်းတိုက်တန်နေဒီပစ္စည်းတွေတန်ရှင်းပစ္စည်းတွေကိုယူပြီးတော့အဲ့ဒါကတစ်ပိုင်းအိမ်ရဲ့တောင်တိုင်းကိုရှင်းလင်းမယ်ဒါကတစ်ပိုင်းပေါ့ဒါဆိုရင်သုံးစားကြအောင်နော်ဆိုတော့ကြမ်းတိုက်တန်ကဆိုတာ拖把ဒီပစ္စည်းက扫帚ပြီးရင်တန်ရှင်းသောပစ္စည်းတွေတပုံလိုက်ကြီးက一堆清洁用品ယူပြီးတော့ယူလျက်ဆိုလို့ရှိရင်ယူဒီကနာဘာလို့ထားသည်ဘာလို့လျက်ဆိုလို့ရှိရင်ကြောလေးနဲ့ပြောရတယ်
ကြောဒါဆိုလို့ရှိရင်အခုဒီစာကြောင်းကိုတရုတ်လိုပြောမယ်ဆိုလို့ရှိရင်လေသူက verb ကနေစပြောရတယ်ဆိုတော့ပြောလေစာကြောင်းလုပ်လို့ရှိရင် subject verb object ရှိရမယ်အခုဒီစာကြောင်းမှာကျန်တိုက်တန်းတွေတပြက်စီးတွေတန်ရှင်းရေးသုံးပစ္စည်းတွေအဲ့ဒါတွေကယူချင်းခံရမှာဆိုတော့သူက object ဒီ verb ရဲ့နောက်မှာပဲနေရမှာဒါဆိုဒီစာကြောင်းမှာ subject မရှိဘူးပေါ့ subject မရှိရင် verb ကနေစပြောရမယ် verb ကပြဟာလဲဆိုတော့ယူလျက်ဆိုတဲ့ဟာက verb ဒါကြောင့်မလို့အဲ့ဒါနေစပြောမယ်နာကြောဘာယူမှာလဲ波把扫帚和一堆清洁用品ဒီလိုဖြစ်သွားမှာနောက်ဒီတော့မှဒီတပြက်စီကျန်တိုက်တန်းနေပစ္စည်းတွေနဲ့တန်ရှင်းသောပစ္စည်းတစ်ပုံကြီးကိုယူပြီးတော့အဲ့လိုအဓိပ္ပာယ်ရလာမှာနော်拿着拖把扫帚和一堆清洁用品ဘာလို့မှလဲယူပြီးတော့ဘာလို့မှလဲအိမ်ရဲ့ထောက်တိုင်းကိုစတင်ရှင်းလင်းမှာဒါဆိုလို့ရှိရင်ဒီမှာစာကြောင်းလေးစကြည့်ကြအောင်အိမ်ရဲ့ထောက်တိုင်းအိမ်ရဲ့ဆိုတော့家里的ထောက်တိုင်း每个角落每个角落ထောက်တိုင်းအိမ်ရဲ့ထောက်တိုင်းကိုစတင်ရှင်းလင်းမယ်စတင်ဒီဆိုလို့ရှိရင်开始ရှင်းလင်းသည့်ပစ္စည်းတွေကိုအဲ့လိုမျိုးပေါ့နော်ရှုပ်နေတဲ့ဟာတွေကိုစီမယ်ရှင်းလင်းတဲ့ဒါမျိုးကို收拾လို့ပြောတယ်收拾ဒါဆိုလို့ရှိရင်ဒီမှာဒီစာကြောင်းမှာလေ verb subject verb object လေးခွဲကြည့်ကြအောင်ဆိုတော့လောက်ရှင်းပြောတယ် subject ကနဲ့တွေ့တဲ့ဟာတွေက subject နော် verb ကတော့ရှင်းတယ်စားသည်လာသည်သွားသည်တောက်သည်ဒါမျိုးတွေက verb object ဆိုတာကိုနဲ့တွေ့တဲ့ဟာတွေက object ဒါဆိုဒီစာကြောင်းမှာကြည့်အိမ်ရဲ့တောင်းတိုင်းကိုနဲ့တွေ့တဲ့ဟာက object က verb ရဲ့အနောက်မှာပဲနေရမယ်ဒါဆိုဒီစာကြောင်းမှာ subject မရှိဘူး subject မရှိရင် verb ကနေစပြောရမယ်ဒါကြောင့်မလို့ဘယ်ကနေစပြောမလဲဆိုတော့စတင်ရှင်းလင်းသည်ဆိုတဲ့ verb ကနေစပြောမှာဒါကြောင့်မလို့ဘယ်ကနေစပြောမလဲဆိုရင်开始收拾ဘာလဲအိမ်ရဲ့တောင်းတိုင်း object ကအိမ်ရဲ့တောင်းတိုင်းဆိုတော့家里的每个角落对လားဆိုတော့တရုတ်စာနဲ့မြန်မာစာနဲ့ grammar မတူတဲ့ဟာကလေဒီတစ်ချက်တော့ပဲရှိရယ်တရုတ်စာကကျတော့သူက subject verb object ဆိုတဲ့အစဉ်လိုက်တိုင်းသွားတယ် subject မပေါင်းဆိုရင် verb ကနေစပြောတယ်နော်အဲ့ဒါကလွဲလို့ကြံတဲ့အစဉ်လိုက်ကတူတူပဲဒီမှာဆိုလို့ရှိရင်စတင်ရှင်းလင်းသည်开始收拾ဘာလို့လဲအိမ်ရဲ့ထောင်တိုင်းကိုမြန်မာလိုတိုင်းမလားအိမ်ရဲ့ထောင်တိုင်း家里的每个角落လိုမျိုးပြောလို့ရတယ်ဆိုတော့ तू ကအဲ့ဒီ verb လေးကိုအရင်ဆုံးပြောတယ်ဆိုတဲ့ဟာလေးကိုတည်ထားလို့ရှိရင်တခြားဟာတွေကစာအောင်စဉ်းစားတာအဲ့လောက်ထိမခက်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်အခုဒီမှာနှစ်ကြောင်းစလုံးရသွားပြီငါကနော်ဒီကျန်တိုက်တန်းနေပစ္စည်းတွေနဲ့တန်ရှင်းသောပစ္စည်းတစ်ပုံကြီးကိုယူပြီးတော့အိမ်ရဲ့တောင်တိုင်းကိုစတင်ရှင်းလင်းပါတယ်拿着拖把扫帚和一堆清洁用品开始收拾家里的每个角落အဲ့တော့တန်ရှင်းလုံရင်းနဲ့နောက်ဆုံးတော့တန်ရှင်းသွားပြီအကုန်လုံးကတသက်ရက်ဖြစ်သွားပြီဒါကြောင့်မလို့အရာအားလုံးတစ်ဖြည်းဖြည်းနဲ့နော်နေရာတကျတသက်ရက်ဖြစ်သွားတာကိုကြည့်ရင်းနဲ့စိတ်ကလည်းပဲအလိုလိုနေအများကြီးတက်တာပေါ်ပါသွားတယ်နော်အဲ့လိုမျိုးပေါ့ကိုကတန်ရှင်းလုံတဲ့ဖြည်းဖြည်းအရာအားလုံးကနေရာတကျဖြစ်နေအောင်ကြည့်နေစိတ်ထဲမှာအလိုလိုနေရင်ကိုတက်တာပေါ်ပါသွားတာပေါ့ဒါဆိုလို့ရှိရင်ဒီစာကြောင်းကလည်းနည်းရှည်နေရဲ့နှစ်ပိုင်းဖြတ်လိုက်မယ်နော်ဒါဆိုပထမဆုံးအရာအားလုံးတစ်ဖြည်းဖြည်းနေရာတကျတသက်ရက်ဖြစ်သွားတာကိုကြည့်ရှင်းနဲ့အဲ့ဒါကြောင့်လည်းဆုံးပြကြည့်ကြအောင်အရာအားလုံးဆိုရင်一切တဖြည်းဖြည်းဆိုရင်慢慢နေရာတကျတသက်ရက်ဖြစ်သွားတယ်ဒါဆိုလို့ရှိရင်သူ့နေရာနဲ့သူပြန်ရောက်သွားတယ်သက်ရက်ဖြစ်သွားတဲ့ပုံစံပေါ့အဲ့ဒါကို规制整齐လို့ခေါ်တယ်规制ကပြန်ပြီး指ကသူ့နေရာ规制ဆိုကိုနေရာနဲ့ကိုပြန်ပြီးတော့မှ整齐တသက်ရက်ဖြစ်သွားတာနော်နေရာကျတက်ရက်ဖြစ်သွားတယ်规制整齐အဲ့ဒါကိုကြည့်ရင်းနဲ့看着ဆိုတာပြောလေဘာလို့ရင်းနဲ့ဘာလို့လျက်ဘာလို့ထိုင်ဆိုရင် verb နဲ့ကြောနဲ့တပြောတာဒါမှမဟုတ်看着ဒါကတရုတ်စာကြောင်းဖြစ်သေးဘူးနော်ဒါကိုတရုတ်စာကြောင်းပြမလို့ပြောင်းပြောမလဲဒီမှာတွေ့လားဒီမှာဒီစာကြောင်းမှာဆိုလို့ရှိရင် subject ပါလားကြည့်ပါဦး subject ကနဲ့တွေ့တဲ့ဟာ subject မပါဘူးနော်ဒါကြောင့်မလို့ဒီမှာဆိုလို့ရှိရင်လည်း subject ပါဖြစ်တဲ့ကြောင့်မလို့ verb ကနေပဲစပြောရမယ်ဒါမှမလို့ verb ကကြည့်ရင်းနဲ့ဆိုတဲ့ဟာနေစကြမှာပေါ့နော်ဒါကြောင့်မလို့看着အဲ့ဒါပဲစပြောမယ်နော်看着ဘာကိုကြည့်ရင်းနဲ့လဲအရာအလုံးတစ်ဖြည်းဖြည်းနေရာတကျတက်ရဖြစ်သွားတာတိုက်တစ်ခုလုံး object ပေါ့ဒါကြောင့်မလို့အရာအလုံးဆိုတော့一切慢慢规制整齐一切慢慢规制整齐အဲ့လိုမှာ
ဒီစာကြောင်းတစ်ခုဖြစ်လားနော်ဒါလေးပဲနော်လွယ်လေးပဲတွေ့လားသူ verb လေးကိုအရင်ဆုံးပြောတာကလွယ်လို့ကျန်တာမြန်မာလို့တူတူပဲရမလို့看着一切慢慢归置整齐ဒါကြည့်ရင်လည်းဘာဖြစ်လာလဲစိတ်ထဲမှာလည်းအလိုလိုနေရင်အများကြီးတပေါက်ပါသွားတယ်心情စိတ်တို့မစိတ်အနေထားပေါ့လဲပဲဆိုရင်ရေအလိုလိုနေရင်ဆိုမသိလိုက်မသိပါသားနဲ့အလိုလိုနေရင်အဲ့ဒါကို不自觉的ဘာဖြစ်သွားလဲအများကြီးတပေါက်ပါသွားတယ်အများကြီးက不少တပေါက်ပါသွားတာက舒畅ဒါဆိုလို့ရှိရင်စိတ်ထဲမှာလည်းအလိုလိုနေရင်အများကြီးတပေါက်ပါသွားတယ်ဒါဆိုဒီမှာစိတ်ကလည်းအဲ့ဒါကစက်ချက်ဘာလို့ကိုယ့်ရဲ့စိတ်ကနော်အဲ့ဒါကစက်ချက်ဒါကြောင့်မလို့心情လဲပဲဆိုတော့မသိလိုက်မသိပါတာနဲ့不自觉的အများကြီးတပါသွားပါတယ်舒畅了不少ဒါနော်ဆိုတော့စိတ်ကလဲပဲမသိလိုက်မသိပါတာနဲ့အလိုလိုနေရင်အများကြီးတပါသွားတယ်ဒါဆိုရင်老师နဲ့ဒူစာဆုံးတစ်ခါပြန်ဖတ်ကြည့်ကြအောင်နော်我决定来一场大扫除灰尘和杂乱物品多得让我汗颜拿着拖把扫帚和一堆清洁用品开始收拾家里的每个角落看着一切慢慢归置整齐，心情也不自觉地舒畅了不少。看着一切慢慢归置整齐，心情也不自觉地舒畅了不少。တရက်ကိုမိနစ်30အချိန်ပေးုံနဲ့10လအတွင်းတရုတ်စာကိုလုပ်ငန်းခွင်ဝင်နိုင်တဲ့အထိတက်မြောက်နိုင်ပါပြီ။ Basic ကနေ HSK4 အထိပြည့်စုံစုံသင်ကြားနိုင်မဲ့အပြင်ရုပ်ရှင်တွေကြည့်ရင်လက်တွေ့သုံးစကားတွေကိုပါလေ့လာနိုင်မှာဖြစ်ပါတယ်။ဗီဒီယိုသင်ခန်းစာတွေနဲ့အချိန်နေရာမရွေးလေ့လာနိုင်ပြီးတပတ်တရက်ဆရာမနဲ့1-1စကားပြောလေ့ကျင့်ခွင့်လည်းရအောင်မှာဖြစ်ပါတယ်။ဒီလိုမျိုးတဝူးချင်းစနစ်တကျသင်ကြားမှုကိုVoice တရုတ်စာသင်တန်းတစ်ခုထဲမှာပဲရနိုင်မှာဖြစ်လို့အခုပဲသင်တန်းလာအပ်လိုက်တော့နော်။